こんにちは。コツコツからようこそ。はい、皆さんအားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့コツコツ部屋にပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်။私တို့ထုံးစံတိုင်းခန်းကြီး class လေးပေါ့နော်။ခန်းကြီးအတန်းလေးပါ။ခန်းကြီးတွေကိုချက်ပြီးကြရင်လားဂျပန်ကဘွန်ဘူတွေကိုလုပ်ပြီးကြရင်လားစကားပြောတွေကိုလေ့ကျင့်ပြီးကြလားဒီနေ့။はい、でもできるだけ今日の漢字のクラスで漢字をいくつ勉強しますか？はい、3つですよね。3つ。単語できるだけ勉強しましょう。じゃあ、復習します。先週の、前の動画ですよね。先週じゃない。前の動画の漢字を復習しましょう。はい、今日のトピックは、今のトピックは体です。体ဆိုခန္ဓာကိုယ်ကိုပြောတာပေါ့နော်။ခန္ဓာကိုယ်ဆိုတဲ့ခန်းကြီးလေးလာမယ်။ပြီးတော့သူတို့နဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ခန်းကြီးတွေပေါ့နော်။အဲ့ဒါကပထမဆုံးတစ်လုံးကအာတမဆိုတော့ဥက္ကအောင်ပြောတာ။ပြီးရင်တော့ခါကိုမျက်နှာ။အဲ့တော့私တို့နောက်တစ်ခုဆက်သွားရအောင်။အဲ့တော့ဒီနေ့ကတော့ဗာနေစာမလဲဆိုတော့ခမီပေါ့နော်။ခမီဆိုတော့သပင်ကိုပြောတာပါ။ခမီဆိုတာသပင်ကိုပြောတာ။အဲ့တော့သူခန်းကြီးလေးမှာနာဂကြီးပေါ့နော်။အဲ့ဒီခန်းကြီးလေးလည်းပါမယ်။ပြီးပြီဆိုရင်တုံမိုသားရှိလေးလည်းပါမယ်ပေါ့နော်။ဒီလိုလေးအဆက်ကလေးအဲ့တော့ဒီခန်းကြီးလေးကို私တို့ခါမီလို့ဖတ်ပါတယ်ခါမီဆိုတော့သပင်ကိုပြောတာဖြစ်ပါတယ်သပင်ဟုတ်ပြီနော်အဲ့တော့ခါမီလို့ဖတ်ပါတယ်ခါမီလို့ဖတ်မယ်ပေါ့နော်အတန်အနောက်မှာမြင်သွားမယ်ခါမီနိုကေကတော့သပင်မွေးကိုပြောချင်တာပါအဲ့တော့နောက်တစ်လုံးလေးဆက်သွားရအောင်ဒါကတော့ခါမီဟုတ်ပြီနောက်တစ်လုံးကကြတော့ဟီတိုက်ကကြတော့私တို့နဖူးကိုပြောတာပါဒီ forehead ပေါ့နော်နဖူးကိုပြောတာဟီတိုက်ကတော့私တို့သူကကြတော့私ဆွဲချက်လေးတွေတော့အသေးစိတ်မကြီးပြတော့ဘူးပေါ့နော်ဒါဒီတိုင်းမီးနှင်းလေးလည်းကြက်ရင်လည်းခန်းကြီးလေးလည်းသတိရအောင်လို့ဆိုရင်မှလောက်တာဆိုတော့私ကတော့ဒီတိုင်းလေးရမလောက်ဆိုတော့အရင်လာဆိုအဲ့တော့ဟီတိုက်ဆိုတော့私တို့နဖူးပြောတာပါနဖူးပြောတယ်ပေါ့နော်ဟီတိုက်ဆိုတော့နဖူးပြောတာအဲ့တော့ဒီခန်းကြီးလေးပါဒီခန်းကြီးလေးကနဖူးဆိုတဲ့အရွယ်ရပါတယ်အတူဖတ်တာဟီတိုက်လို့ဖတ်တာပေါ့နော်ဟီတိုက်အပိနှစ်တလုံးလေးဆက်သွားရအောင်နောက်တလုံးကတော့မာယူကေကတော့မျက်ခုံးမွေးကိုပြောတာပါမာယူကေကမျက်ခုံးမွေးကိုပြောတာပြီးနောက်အဲ့တော့သူ့ကိုယူကေလို့ပါတယ်အဲ့တော့အနောက်ကကေဆိုတာအမွေးကိုပြောတာပေါ့နော်မျက်ခုံးမွေးအဲ့တော့တက်ရှိတို့သူ့ကိုကတော့ဒီလိုလေးရေးမယ်ရေးတာတော့ထုံးစံအတိုင်းတက်ရှိတိတ်တော့မလာဘူးပေါ့နော်မာယူကေဆိုတာမျက်ခုံးမွေးအဲ့တော့ဒီမှာဆိုတက်ရှိတော့ idiom လေးတစ်ခုရှိမယ်ပေါ့နော်ဒီဟာလေးဖတ်ကြည့်အောင်ဒါလေးကမာယူကေလို့ဖတ်တယ်ဒါအနောက်ကကေကကျတော့အမွေးဆိုတဲ့လေးပဲပေါ့နော်သူကအဲ့တော့သူကဖတ်ကြည့်ပါမာယူကေကိုဒီခန်းကြီးကမခန်းကြီးလေးလေ読みますဆိုတဲ့ခန်းကြီးရတယ်နော်読みますကမြန်မာကိုတဲ့ว่าဖတ်တာအဲ့တော့မာယူကေကို読まれるဆိုတော့မျက်ခုံးမွေးကိုဖတ်နိုင်တယ်ဟဲ့どういう意味အဲ့လိုမျိုးထင်တော့မယ်ပေါ့နော်အဲ့မာယူကေကို読まれるဆိုတော့私လည်းonline ပေါ်နေတွေ့ခဲ့ရပါပေါ့နော်အဲ့တော့တစ်ချက်ကြည့်လိုက်တော့မာယူကေကို読まれるဆိုတာကကြတော့ဒီကိုယ့်ရဲ့ဒီစိတ်အတွင်းမှာဖြစ်နေတာကိုဒီ face expression ပေါ့ဒီမျက်နှာအခြေအနေကြည့်လိုက်တာနဲ့သိနိုင်နေဆိုတဲ့လူလိုမျိုးကိုမာယူကေကိုယမရဲလို့သုံးတယ်ပေါ့နော်သိနိုင်နေဆိုတဲ့အခြေအနေမျိုးအဲ့လိုမျိုးသုံးတယ်ပေါ့နော်မာယူကေကိုယမရဲလို့သုံးပါတယ်ဟုတ်ပြီနော်အဲ့တော့ကိုကဒီဥမာနဲ့မကြည်နေတာပဲဖြစ်ပြောနေရပြီအဲ့လိုမျိုးမျက်နှာဖတ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေကိုမာယူကေကိုယမရဲလို့သုံးပါတယ်အဲ့တော့ပြီးတော့ဒီနေ့ဗီဒီယိုလေးမှာတော့တက်ရှိတော့ပါတယ်လေခါမီဆိုတော့ဒီခန်းကြီးလေးအဲ့တော့မျက်လုံးလေးနဲ့မှတ်ထားတာပဲဖြစ်ရေးပြီးတော့မှတ်ကြည့်ရပဲဖြစ်ပေါ့နော်ဒီလိုဆွဲချက်လေးကောင်းကောင်းသိချင်ရင် dictionary ထဲမှာရှာကြည့်လို့ရပါတယ်နောက်တစ်လုံးကတော့ဟီတိုက်ဆိုတာတော့နဖူးပြောတာအဲ့နဖူးကနေဆင်းလာပြီးတော့ရောက်တော့လေမာယူကေဆိုတာတော့မျက်ခုံးမွေးကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲသုံးလုံးပဲကြက်ပါမယ်